EPL Week 4ရဲ့အကောင်းဆုံးကစားသမား9ယောက်ဒီတစ်ပတ်ရဲ့ Premier League ပွဲစဉ်တွေမှာဂိုးတွေစွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တဲ့ကစားသမားတဦးချင်းစီရဲ့စွမ်းဆောင်ရည်တွေကိုထပ်မံမြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့ရလက်တွေရဲ့နောက်ွယ်မှာပွဲစဉ်တစ်ပတ်တာရဲ့ဇလန်းကိုတကယ်ပြောပြနေတာကကစားသမားတွေပါပဲ။ဒီဗီဒီယိုမှာတော့2025-26 Premier League ရာသီပွဲစဉ်လင်းအတွက်ထိပ်တန်းကစားသမား9ဦးကိုထုတ်နှုတ်ဆွေးနွေးသွားမှာဖြစ်ပြီးဘာကြောင့်သူတို့ဒီစီးရင်မှာပါလာရတယ်လဲဆိုတာကိုပါထည့်သွင်းပြောသွားပေးပါဖြစ်ပါတယ်။နံပါတ်5 Nick Woldemada Newcastle United ရဲ့ Nick Woldemada ကိုနံပါတ်5နေရာမှာစထားကြပါတယ်။ Premier League မှာပထမဆုံးအကြိမ်ကစားခွင့်ရတဲ့အခါတက်ရောက်မှုရှိအောင်ခြေစွမ်းပြနိုင်ဖို့ကစားသမားအသစ်တွေကအိမ်မက်မတ်တက်ကြပါတယ်။ Woldemada ကတော့အကြီးအကျဒီလိုမျိုးလုံနိုင်ခဲ့ပါတယ်။ Wolves ကို1-0နဲ့ခက်ခဲအနိုင်ရတဲ့ပွဲမှာအနိုင်ကိုသွင်းပေးနိုင်ခဲ့ပါတယ်။ Eddie Howe နဲ့ Newcastle အတွက်တော့ဒါဟာ3မှတ်ထက်ပိုတဲ့အဓိပ္ပာယ်ရှိပါတယ်။ချက်ချင်းဝင်ရောက်ကစားပြီးရလက်ကောင်းကိုစောင့်ကျင်းပေးနိုင်တဲ့တိုက်စစ်မှုအသစ်တအူရရှိလိုက်တာ Newcastle ပြည်သက်တွေအတွက်တော့ဝမ်းသာစရာပါပဲ။ နံပါတ် 4 Bargwell Tottenham Hotspur ရဲ့ Lucas Bargwell ဟာအင်မတန်တောက်ပြောင်တဲ့ခြေစွမ်းကိုပြသနိုင်ခဲ့ပါတယ်။တကိုးသွင်းယူပြီးတကိုးဖန်တီးနိုင်ခဲ့တာကြောင့်အဆင့်4နေရာမှာထားပြရစီ။အသက်18နှစ်အရွယ်မှာပဲဆွီဒင်လူမျိုးကွင်းလယ်ကစားသမားဟာအသက်ထက်ပိုရင့်ကျက်ပြီးယုံကြည်မှုရှိကစားပြနိုင်ခဲ့ပါတယ်။ Spurs ပြည်သက်တွေဟာသူ့ရဲ့အလားအလာကိုစိတ်လှုပ်ရှားနေခဲ့ကြပေမဲ့ Premier League ရဲ့ထက်ထန်တဲ့ပြိုင်ဘက်တွေကိုရင်ဆိုင်ရတဲ့အခါမှာတော့ထွန်းတောက်ခဲ့ပါတယ်။ Bargwell ဟာကွင်းလယ်နဲ့တိုက်စစ်ကြားကချိတ်ဆက်မှုကိုလှပစွာလှုပ်ဆောင်နိုင်ခဲ့ပြီးဘောလုံးပိုင်ဆိုင်မှုတွေမှာပြက်သားသားကင်တွယ်ပြနိုင်ခဲ့ပါတယ်။နံပါတ်3 Phil Foden Manchester City အဆင့်3နေရာမှာ Phil Foden အကြောင်းပြောချင်ပါတယ်။ Manchester Derby လို့အရေးကြီးတဲ့ပွဲမှာခြားနားချက်ဖန်တီးပေးဖို့ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ Foden ဟာအဖွင့်ကိုစတင်သွင်းယူနိုင်ခဲ့ရုံနဲ့မကပါဘူး။ City ပြည်သက်တွေမျှော်လင့်ဆောင်စားနေတဲ့ပြင်းကျက်မှုကိုပါပြသနိုင်ခဲ့ပါတယ်။ လိုင်းတွေကသူ့ရဲ့လှုပ်ရှားမှုကွင်းလယ်အတွင်းပိုင်းကိုဝင်ရောက်နိုင်စွမ်းဟာလန်နဲ့ချိတ်ဆက်ပြီး half space တွေကနေအနေရဖြစ်စေနိုင်တဲ့အရာတွေဖန်တီးနိုင်စွမ်းအတော်လေးမြင့်မားခဲ့ပါတယ်။ဒါတွေက Guardiola ကသူ့ရဲ့တိုက်စစ်မှုတွေကြီးတောင်းဆိုထားတဲ့အရာတွေပါ။ Foden ကဒါတွေကိုစောင့်ကျင်းပေးနိုင်ခဲ့ပါတယ်။နံပါတ်2 Zubimendi Arsenal ဘောလုံးဟာအမြဲတမ်းတိုက်စစ်မှုတွေအတွက်ကြီးပဲမဟုတ်ပါဘူး။ဒီတစ်ပတ်မှာတော့ Martin Zubimendi ဟာ Arsenal ကဘာကြောင့်သူ့ကိုခေါ်ခဲ့တယ်လဲဆိုတာလူတိုင်းကိုသက်သေပြခဲ့ပါတယ်။ Nottingham Forest ကို 3-0 နဲ့အနိုင်ရခဲ့တဲ့ပွဲမှာZubimendi က2ဂိုးသွင်းနိုင်ခဲ့ပါတယ်။သူ့ရဲ့တက်ရောက်မှုကတော့နေရာတိုင်းမှာရှိနေခဲ့တာပါ။ပွဲရဲ့စီးချက်ကိုသူကညွှန်ကြားခဲ့တာပါ။ဘောလုံးကိုလက်ခံဖို့အမြဲတမ်းအသင့်ရှိနေခဲ့ပြီး PR တွေအောက်မှာအမြဲတမ်းအေးဆေးတည်ငြိမ်နေခဲ့ပါတယ်။ Forest ကထိုးစစ်စတင်ဖို့ကြိုးစားတဲ့အခါတိုင်း Zubimendi ဟာစတင်မဖြစ်ခင်ကတည်းကတုတ်တင်ဖို့အသင့်ရှိနေခဲ့ပါတယ်။ဒါကြောင့်နံပါတ်2နေရာမှာ Zubimendi ကိုပေးလိုက်ပါတယ်။နံပါတ်1 Erling Haaland Manchester City ဂိုးသွင်းရင်မရမနာသွင်းနိုင်တဲ့လူတစ်ယောက်အကြောင်းပြောချင်ပါတယ်။သူကတော့ Manchester City ရဲ့ Erling Haaland မှာ Manchester Derby ဟာအမြဲတမ်းစောင့်မျှော်ရတဲ့ပွဲကြီးတစ်ပွဲဖြစ်ပါတယ်။ဒါပေမဲ့ Haaland အတွက်ကတော့သူအကောင်းဆုံးလုံးနိုင်တဲ့အရာကိုထပ်လုပ်ပြခဲ့ပါတယ်။ဂိုး2ဂိုးသွင်းတယ် United ရဲ့ခံစစ်တန်းကိုမနာတမ်းဖိအားပေးခဲ့တယ်။ Haaland ကိုထူးခြားစေတာကဂိုးသွင်းနိုင်တဲ့တစ်ခုတည်းမဟုတ်ပါဘူး။သူရဲ့လှုပ်ရှားမှုပုံစံခံစစ်သမားတွေအမြဲဟန်ချက်ပြတ်အောင်ဆွဲခေါ်သွားပြီးအသင်းဘော်တွေအတွက်လမ်းကြောင်းဖွင့်ပေးနိုင်တာပါ။သူ့ကိုဟန်တားရတဲ့အိမ်မဆိုးတစ်ခုပါပဲ။ဂိုး2ဂိုးနဲ့အတူHaaland ဟာမြင်မာတဲ့စံချိန်ကိုဆက်လက်ထိန်းသိမ်းထားနိုင်တာကြောင့်နံပါတ်1နေရာမှာရွေးပေးရစီ။